မင်္ဂလာပါရှင်။ရီယာဒီကျောင်းပိတ်ရက်လည်းရောက်တော့မယ်ဆိုတော့ဖေဖေမေမေတို့ကလေးတွေအတွက်ပါရီစီစဉ်ထားပြီးပြီလေ။ကလေးတွေကိုဖုန်းကြည့်လိုက်ဂိမ်းဆော့လိုက်နဲ့ပဲပြီးသွားမဲ့အစားသူတို့ဘဝတွေအတွက်အသုံးဝင်မဲ့အရေးအချင်းတစ်ခုလက်ဆောင်ပေးလိုက်ရအောင်လေ။တာချီလိတ်က IV Young Learner English School မှာအသက်9နှစ်မှ19နှစ်အတွင်းတသားမိမိတို့အတွက်နွေရာသီအင်္ဂလိပ်စာအထူးသင်တန်းဖွင့်လှစ်လိုက်ပါပြီ။ဒီသင်တန်းကရိုးရိုးသင်တန်းမဟုတ်ပဲကမ္ဘာအဆင့်မီ Cambridge Global English သင်ရိုးညွှန်းတန်းကိုအသုံးပြုပြီးသင်ကြားပေးမှာဖြစ်ပါတယ်။အဲ့တော့အားလရက်အတွင်းမှာကလေးတွေရဲ့ speaking, listening နဲ့ confidence ကိုတိတိတတ်တာတိုးတက်လာအောင် IV ကပြုစုပျိုးထောင်ပေးမှာပါ။ Cambridge သင်ရိုးဆိုတော့စာရီပဲကြက်နေရမှာမဟုတ်ပါဘူး။ပျော်စရာကောင်းတဲ့ activity တွေ project တွေနဲ့သင်ကြားပေးမှာဆိုတော့ကလေးတွေအတွက်ပျော်လဲပျော်တယ်။နိုင်ငံတကာအဆင့်မီအင်္ဂလိပ်စာလည်းကျွမ်းကျင်မှာဖြစ်ပါတယ်။အသက်9နှစ်မှ19နှစ်အထိ level တည်တံ့ခွဲထားပေးတဲ့အတွက်ကလေးတိုင်းအဆင်ပြေဆုံးဖြစ်စေမှာပါ။ IV မှာသင်ယူခဲ့တဲ့ကလေးတွေဟာအခုဆိုရင်အင်္ဂလိပ်စာကိုယုံကြည်မှုအပြည့်နဲ့ရေးရှင်းဝန်းဝန်းပြောတတ်ကြပြီ။အော်ဖို့ကောင်းတာကဒီလိုနိုင်ငံတကာအဆင့်မီသင်တန်းကိုတစ်လမှ2000ဘတ်ထဲနဲ့သင်ယူနိုင်မှာဖြစ်ပါတယ်။မိဘတွေအဆင်ပြေစေဖို့အတွက်သင်တန်းချိန်ကိုလည်းမနက်8နာရီမှညနေ9နာရီအထိစိတ်ကြိုက်ရွေးလို့ရပါတယ်။အချိန်စရာတွေစုံလင်တာကြောင့်တခြားသင်တန်းတွေနဲ့ထပ်မှလည်းစိတ်ပူစရာမလိုတော့ဘူး။ကလေးနဲ့ကိုက်ညီမဲ့ level ရရှိနိုင်ဖို့အတွက်အခုကတည်းက placement test ကိုလာဖြည့်ပြီးနေရာဦးထားလိုက်တော့နော်။အသေးစိတ်ထပ်မံစုံစမ်းပြီးညှင်းချင်နေဆိုရင် comment မှာ SEP လို့မှတ်ခဲ့ပါရှင်။